ခုံကူးတော့မဲ့ချင်းသေးကြီးတွေဘိုးတော်ဖျားဟာမင်းကွန်းဘက်မှာပထိုးတော်ကြီးတီးလျက်ရှိရာတနေ့တော့အမတ်ကြီးဦးပေါ်ဦးအပါဝင်မူးမတ်ချို့နဲ့အေယော်ရီမြစ်ကိုလှေတော်နဲ့ဖြတ်ကူးပြီးတီစဲပထိုးတော်ကြီးကိုလှဲ့လေကြည့်ရှုလေတယ်။အဲ့ဒီအချိန်မှာအမတ်ကြီးဦးပေါ်ဦးဟာပထိုးတော်ကြီးရဲ့အရှိဘက်ဂိုက်100လောက်မှာတီထားတဲ့ချင်းသေးကြီးနှစ်ကောင်ရှိရာကိုအဆောင်ကင်သား3-4ယောက်နဲ့သွားလေတယ်။ဟဲ့ပေါ်ဦးဘယ်ရောက်သွားလဲချင်းသေးကြီးတွေဘက်ထွက်သွားပါတယ်မင်းကြီးပေါ်ဦးကတော့ငါချင်းသေးကြီးတွေကိုကြုံချပြီးငါကွယ်ရမှာဟုတ်ကပြောတော့မယ်။ဒီမပြောခင်ဟန်တားမှတော်ကကြမယ်ဘိုးတော်ဖျားဟာတက်တော်ဆောင်အချို့ကိုခေါ်ပြီးချင်းသေးကြီးတွေဘက်ထွက်ခဲ့တယ်ဘိုးတော်ဖျားဟာသူ့ကိုဥပေါ်ဦးမမြင်အောင်ချင်းသေးကြီးတွေကွယ်ပြီးတိတ်တဆိတ်ချင်းကပ်သွားစဉ်အမတ်ကြီးဥပေါ်ဦးဟာချင်းသေးကြီးနှစ်ကောင်ကိုမော့ကြည့်ရင်ကဲ့ရဲ့ရှုံချဖို့စကားဆလိုက်လေတော့တယ်ချင်းသေးကြီးတွေကလည်းကွာလှုပ်ထားလိုက်တာအဲ့ဒီအချိန်မှာပဲဘိုးတော်ဖျားဟာအကွယ်ကနေရုတ်ချီထွက်လာပြီးဟဲ့ပေါ်ဦးချင်းသေးကြီးတွေကဘာဖြစ်လဲပြောစမ်းမှန်ပါဟုံးတော်ကြောင့်ဟိုဘက်ကန်းစီခုံကူးတော့မလို့ပါပဲဖေဟာဥပေါ်ဦးရဲ့ရုတ်ချီဖြေစကားကြောင့်ဘိုးတော်ဖျားဟာပြုံးတော်မူလိုက်တယ်တော်သေးတာပေါ့ပေါ်ဦးရဲ့အလျှောက်ကောင်းပြီလို့